ထက်မြင့်အဆောက်အုံပေါ်ကနေမတော်တဆပြုတ်ကျသွားတဲ့အမျိုးသားဒါပေမဲ့သူမတည်ခဲ့ပါဘူးသူ့ရဲ့သတို့သမီးလောင်းလေးကရေအဖြစ်အသွင်ပြောင်းပြီးပြန်တန်းလာကသူ့ကိုကယ်တင်ခဲ့လို့ပါဒီလိုနဲ့သူအရန်ချစ်ရတဲ့မိန်းကလေးဟာတာမန်လူမဟုတ်ပဲငကားတကောင်ဖြစ်နေမှန်းသူသိသွားတဲ့အခါမှာတော့မေ့လဲသွားပါတော့တယ်တကယ်တော့သူမဟာနှစ်ပေါင်း1000ကြာပိတ်လောင်ခံထားရတဲ့ငကားမလေးတကောင်ပါသူမရဲ့အသက်ဖြစ်တဲ့ငကားမလေးကအမျိုးသားရဲ့ခန္ဓာကိုယ်ထဲကိုမတော်တဆရောက်ရှိသွားခဲ့တာပါအဲ့ဒီပလဲကိုပြန်ရဖို့အတွက်သူမဟာအမျိုးသားနောက်ကိုတကောက်ကောက်လိုက်နေခဲ့တာဖြစ်ပါတယ်ငကားမလေးရဲ့လက်အောက်ငယ်သားကလည်းကလေးအသွင်ပြောင်းပြီးသူတို့နှစ်ယောက်ရဲ့သားပါဆိုပြီးလိန်ညာလိုက်တဲ့အခါအမျိုးသားရဲ့မိဘတွေကတကယ်ယုံသွားပြီးအိမ်ပေါ်ကိုပါခေါ်တင်ထားလိုက်ပါတော့တဲ့ဆေးစစ်ဆေးချက်တွေကိုတော့ငကားမလေးတို့ကမော်ပညာနဲ့ပြောင်းလဲပစ်ခဲ့တာပါငကားမလေးဟာအမျိုးသားကိုအနိုင်ကျင့်တဲ့ရန်သူတွေကိုလည်းလက်စားချေပေးခဲ့ပါတယ်ကလေးလေးကလက်ကြီးအဖြစ်အသွင်ပြောင်းပြီးရန်သူကိုခွေးအဖြစ်ပြောင်းလဲပစ်လိုက်ပုံကတော့တကယ်ကိုအားရစရာပါပဲဒါတွေကိုမြင်လိုက်ရတဲ့မျိုးသားခများကြောက်လွန်းလို့လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်တော့ပါဘူးနောက်ဆုံးမှာတော့ဆေးစစ်ဆေးချက်အရကလေးကသူ့သားအစ်ဖြစ်နေတယ်လို့အဖြေထွက်လာတဲ့အခါသူ့မိဘတွေကသူတို့နှစ်ယောက်ကိုမင်္ဂလာဆောင်ပေးဖို့အပြင်းထန်ပြင်ဆင်ကြပါတော့တယ်